ဒီ tutorial မှာတော့လွယ်ကူရိုးရှင်းပြီးအခြေခံကြတဲ့သင်ခန်းစာတစ်ခုကိုပြပေးမှာပါ tutorial ကိုမလုပ်ခင်ဘယ်လို code block တွေနဲ့ဖန်တီးမလဲဆိုတာကိုစဉ်းစားကြည့်လိုက်ရအောင် program မှာ sprite က mouse pointer လေးရဲ့ရွေ့လျားမှုနောက်ကိုလိုက်နေမှာဖြစ်ပြီးတော့ mouse pointer လေးနဲ့ထိလိုက်မှသာရပ်တန့်သွားမှာဖြစ်ပါတယ်အဲ့ဒါလေးကိုဘယ်လိုဖန်တီးမလဲဆိုတာကြည့်လိုက်ရအောင်ပထမဦးဆုံးငကိုရှိပြီးသားကြားရောက်ကလေးကိုdelete လုပ်ပြီးတော့ sprite list ထဲက arrow ကိုအစားထိုးပြီးခေါ်သုံးလိုက်ပါမယ်ဒုတိယအဆင့်အနေနဲ့ state ရဲ့ background ကို hy grab background ကိုရွေးချယ်ပြီးတော့အသုံးပြုလိုက်ပါမယ်sprite ကို hy position 0 သတ်မှတ်ပြီးတော့ state ရဲ့ center မှာထားလိုက်ပါမယ် code block ကိုစတင်ခေါ်ယူပြီးအသုံးပြုမှာဖြစ်ပါတယ်ပထမဦးဆုံး advanced group ထဲက one clip ကိုခေါ်ယူလိုက်ပါမယ်ဒုတိယအနေနဲ့ control group ထဲက forever loop ကိုခေါ်ထည့်လိုက်ပါမယ်၎င်း loop block ကိုအသုံးပြုခြင်းသည် program ပြီးဆုံးသည့်အထိဒါမှမဟုတ် manually ရက်တဲ့အထိအလုပ်လုပ်နေဖို့အတွက်ပဲဖြစ်ပါတယ်တတိယတစ်ခုကို control group ထဲကပဲ repeat interloop ကိုခေါ်ထည့်လိုက်ပါမယ် repeat interloop ဆိုတာ condition တစ်ခုမှန်တဲ့အထိ code block ထဲက code တွေကိုထပ်ခါတက်ခါလုပ်ခိုင်းတဲ့ control block တစ်ခုဖြစ်ပါတယ် repeat interloop ထဲကို motion group ထဲက point to work မှာ mouse pointer option ကိုရွေးပြီးထည့်လိုက်ပါမယ်အဓိပ္ပာယ်ကတော့ mouse pointer ရဲ့ဦးတည်ချက်ကိုရွေရှားမှာဖြစ်ပါတယ်ရွေးဖို့အတွက် move step ကိုအသုံးပြုပြီးထူလောက်ထားပေးလိုက်ပါမယ် repeat inter block ရဲ့ဘေးမှာရှိတဲ့ condition slot ထဲကို condition တစ်ခုထည့်ပေးဖို့လိုပါတယ်ဒီနေရာမှာ condition ကို sensing group ထဲက tension mouse pointer ကိုထည့်ပေးလိုက်ပါမယ်ဒီ condition က true ဖြစ်ခဲ့ရင် sprite က mouse pointer ကိုထိတဲ့အခါမှာ loop ကရပ်သွားမှာပါဒီတော့ program ကို run ကြည့်လိုက်ရအောင်အခုလို tutorial လေးတင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel လေးကို like and subscribe လုပ်ပြီးဘေးနားက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါအောင်နော်